ဒီရေပွဲကောင်တွေဟာသူတို့ရဲ့အစိတ်ကိုအားကိုးပြီးတားကောင်ရှာဖွေကြတာပါပစုံကနန်းနဲ့ရောက်သွားခရုကမာကောင်တွေလိုသေးငယ်တဲ့အခွန်မာတရားတွေကသူတို့ရဲ့အဓိကအသားကောင်တွေပါတားကောင်ကိုဖမ်းဆုပ်ပြီးသူတို့မှာရှိတဲ့လက်တံတွေနဲ့ပတ်ဆက်စီကိုဆွဲယူပါတယ်တားကောင်ရဲ့အခွန်မာတွေကိုချွန်ထက်တဲ့နှုတ်သီးနဲ့ဖောက်ထွင်းပါတယ်နောက်မှာပဲအစိတ်ကိုထုတ်လွှတ်ပါတယ်အစိတ်ကအခွန်မာတရားတွေကိုချက်ချင်းလေးဖြတ်သွားစေပြီးသိစေပါတယ်သူတို့ရဲ့မျိုးပွားမှုပုံစံကလည်းထူးခြားလာပါတယ်သူတို့ရဲ့ဘဝတသက်တာမှာတစ်ချိန်ပဲဥဥလေးရှိပါတယ်မိလိုက်ပြီးတဲ့အခါရေပွဲအမတွေဟာစောင်းအကုံပိုင်းမှာဥ90ခန်းရှိတဲ့ဥတအုံတွေကိုပဲဥလေးရှိပါတယ်ဥတွေဥပြီးပြီဆိုရင်တော့ရေပွဲအမတွေဟာသူတို့ရဲ့လက်တံတွေအောက်မှာ6လလောက်ဝတ်ပေးပြီးစောက်ရှောက်ထားပါတယ်အဲ့ဒီ6လအတွင်းမှာရေပွဲအမတွေဟာလုံးဝအစာမစားတော့ပါဘူးဥတွေကိုလုံးဝဂရုစိုက်စောက်ရှောက်ပြီးအနည်းငယ်ကနေကာကွယ်ပေးတာပါဥတွေပေါက်ပြီးတားပေါက်တွေထွက်လာပြီးဆိုရင်တော့ရေပွဲအမတွေဟာပင်မပြီးအစာငတ်ခံရတဲ့ဒဏ်တွေကြောင့်မကြခင်မှာပဲသေဆုံးလေရှိပါတယ်ရေပွဲအထီတွေကလည်းမျိုးပွားပြီးမကြခင်မှာပဲသေဆုံးတတ်ပါတယ်သူတို့ရဲ့တဒံကအလွန်တိုရယ်လို့ပြောလို့ရပါတယ်သူတို့ရဲ့ပုံမှန်တဒံမှာအစာအသောက်အပူချိန်နဲ့ပတ်ဝန်းကျင်အလင်းရောင်ပေါ်မူတည်ပြီး2 ကနေ3 နှစ်လောက်ပဲကြာမြင့်ပါတယ်သူတို့ရဲ့တဒံအများစုဟာပုံကွယ်နေထိုင်တာအစာရှာဖွေတာနဲ့နောက်ဆုံးမှာတော့မျိုးပွားတာတွေအတွက်ပဲမြုံနှံထားပါတယ်အစိတ်ကိုဒီရေပွဲကောင်တွေကကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ပါဘူးအခုဖြစ်စဉ်ကပိုးပြီးစိတ်ဝင်စားစရာကောင်းပါတယ်သူတို့ရဲ့အစိတ်ဖြစ်တဲ့တက်ထရိုဒေါ်စင်ကိုရေပွဲကိုယ်တိုင်ကထုတ်လုပ်တာမဟုတ်ဘဲသူတို့ရဲ့ဒရီကလင်းတွေထဲမှာနေထိုင်ကြတဲ့ဖက်ဆက်မီတေးနေထိုင်ကြတဲ့ဗဒီရီယာတွေကနေထုတ်လုပ်ပေးနေတာပါအဲ့ဒီအစိတ်ဟာအာယုံကြောအစိတ်ဖြစ်ပြီးအာယုံကြောလှိုင်းစီးကြောင်းတွေကိုပိတ်ဆို့ပါတယ်ဒါကြောင့်ကြွက်သားတွေလှုပ်ရှားမှုကိုရပ်တန့်စေပြီးတော့အသက်ရှူလမ်းကြောင်းကိုထိခိုက်စေတာပါတခြားရေပွဲတွေလိုပဲသူတို့မှလည်းထူးခြားတဲ့စွမ်းရည်တွေရှိပါတယ်အရွယ်အစားကသိငယ်ပြီးခန္ဓာကိုယ်ပုံစံကိုလွယ်လွယ်ကူကူပြောင်းလဲနိုင်ပါတယ်အဲဒါကြောင့်လည်းကျင်းမြောင်းတဲ့အကွဲကြောင်တွေနဲ့ကြောက်တုံးတွေကြားတဲ့ကိုညှစ်ပြီးဝင်ရောက်ပုံအောင်မှုရာအကူအညီဖြစ်စေပါတယ်အယောင်ပြောင်းဆဲတွေလို့ခေါ်တဲ့ဆဲတွေကိုသုံးပြီးပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်အသွင်ဖြောက်ထားနိုင်တာကြောင့်လည်းသူတို့ကိုရှာတွေ့ဖို့ခက်ခဲပါတယ်နာမည်ကျော်အပြာရောင်ဝင်းတွေကတော့အရေပြားအောက်မှာရှိတဲ့အလင်းပြန်ဆဲတွေကြောင့်တောက်ပါနေတာပါသူတို့စိတ်လှုပ်ရှားတဲ့အချိန်မှာသူတို့ရဲ့ပတ်လည်ကအနက်ရောင်ချဲဆဲတွေကိုအသုံးပြုပြီးအပြာရောင်ဝင်းတွေကိုပိုပြီးတောက်ပထင်းရှားလာအောင်ပြုလုပ်နိုင်ပါတယ်ဒါကသူတို့ချင်းချောက်ခံရပြီဆိုတဲ့လက္ခဏာကိုပြသခြင်းတစ်မျိုးပဲဖြစ်ပါတယ်တဘာဝအဖြစ်တော့ဒီအကောင်တွေဟာရန်လိုမှုမရှိဘဲငြိမ်သက်စွာပဲနေတတ်ကြပါတယ်အများအဖြစ်တကူရဲနေထိုင်တတ်ကြပြီးသူတို့ရဲ့တနေ့တာအချိန်အများစုကိုကြောက်တုံးအကွဲကြောင်တွေနဲ့လှိုင်ကူငယ်လေးတဲတွေမှာပဲဖုံးကွယ်ပြီးအချိန်ဖြုံးနေရှိပါတယ်ညဘက်ဒါမှမဟုတ်မနက်စီးစာချိန်တွေမှာပဲအစာရှာဖို့လှုပ်ရှားလေရှိကြပါတယ်ပုံမှန်ဆိုရင်တော့လူသားတွေကိုကြိုက်လေမရှိပါဘူးကြိုက်တယ်ဆိုတာကလည်းသူတို့ချင်းချောက်ခံရတယ်လို့ခံစားရတဲ့အခါဒါမှမဟုတ်လူသားတွေကမသိနာမလဲပဲသူတို့ကိုကြိုင်တွယ်မိတဲ့အခါမျိုးပါပဲဖြစ်လေရှိပါတယ်သူတို့ကိုတွေ့တဲ့အခါအပြာရောင်ကွင်းတွေတောက်ပလာပြီဆိုရင်တော့တွေ့တဲ့လူကနောက်ပြန်ဆုတ်ဖို့သတိပေးခံရတဲ့လက္ခဏာပါဒီပြုမှုကသူတို့ရဲ့တခုရီးသောကာကွယ်ရေးလို့လည်းဆိုနိုင်ပါတယ်ဒီကောင်တွေဟာအန္တရာယ်ကြီးတယ်ဆိုပေမဲ့တကယ်တမ်းလူတွေကိုသိဆုံးစေတဲ့ဖြစ်ရတွေကတော့အတော်လေးနေပါတယ်သူတို့ကြိုက်လို့သိဆုံးခဲ့ရတဲ့မှတ်တမ်းအရေးအတွက်ဟာ9 ဦးကနေ16 ဦးအထိရှိတယ်လို့ဆိုကြပါတယ်ဖြစ်ပွားခဲ့တဲ့သေဆုံးမှုအများစုဟာလည်းရေပွဲကိုမသိဘဲလက်နဲ့ကိုင်မိတာဖိမိတာဒါမှမဟုတ်အိတ်ထဲထည့်မိတာအဲ့ဒီလိုမတော်တဆမှုတွေကြောင့်ပဲဖြစ်ပါတယ်အကြိုက်ခံရတဲ့အခါကြိုက်တဲ့နေရာကသေးငယ်ပြီးနာကျင်မှုမရှိတာကြောင့်အချို့လူတွေဟာသူတို့အစိတ်တင်နေပြီဆိုတာကိုသတိမထားမိကြပါဘူးအစိတ်ရဲ့အာနိသင်စတင်ပြန့်နှံ့လာတဲ့အခါမှာပဲပြင်းထန်တဲ့လက္ခဏာတွေကိုခံစားရတာဖြစ်ပါတယ်တကယ်အရေးကြီးဆုံးကအသက်ရှူလမ်းကြောင်းမရက်ခင်အချိန်မီအသက်ရှူဆက်တက်ပေးဖို့ပါပဲ
စေယုံမှာအသက်ရှူဆက်တက်နိုင်ရင်အသက်ရှင်မှုအခွင့်အရေးအများကြီးဖြစ်သွားပါပြီ။